ဆုံးမဲ့ဝဉ္ဉဏ်ဥယျာဉ်အတွင်းလူကြိုင်အများဆုံးဝဉ္ဉဏ်တတုရိုင်းတုံအယောင်းဆိုင်တဆိုင်အနေနဲ့မြင့်မြတ်သောဝဉ္ဉဏ်ပြကန်းစီ၌ကိုပိုင်တတုရိုင်းတုံဖြတ်သမားများရှိပေသည်တတုရိုင်းတုံဖြတ်သမားကခရမ်းစိမ်းအောင်ဘူတိပုံဝဉ္ဉဏ်တတုရိုင်းတုံကိုဝဲသွားကြောင်းနှင့်သူ့အားဖြတ်ခိုင်းရန်ခေါ်ခိုင်းလိုက်ကြောင်းသိလိုက်ရသည့်အခါအံ့အားသင့်သွားမိလေသည်အယိုးသားဆုံးပြောရရင်ဒီပစ္စည်းကိုဝဉ္ဉဏ်ကြောက်တုံအတုံတသိန်းနဲ့ဈေးခေါ်ထားတာလေဘယ်စိတ်မှန်တဲ့သူကများဒီပစ္စည်းကိုဝယ်မှလဲလို့ဝယ်ယူတဲ့သူကအယူတယောက်ပဲဖြစ်ရမယ်သို့တော်လည်းသူကထိုတတုရိုင်းတုံအကြောင်းများများဆာဆာတွေးမနေတော့ချေသူ့အနေနဲ့တထေးညွန်ကြားသည့်အတိုင်းကြောက်ဖြတ်ပြီးုံသာလိုအပ်ပေသည်ပြောရရင်ပတ်စံကုန်းသားသည့်သူကသူလည်းမဟုတ်ပြီဘေးမှာကြည့်ရှုသူများကတတုရိုင်းတုံဖြတ်ဓာသွားပေါ်သာအာယုံဆိုင်နေကြတော့သည်တတုရိုင်းတုံ၏အပြင်ဆုံးအလွာကိုတလွာချင်းစီဖြတ်ထုတ်နေသည်အားလုံးကအသေးစိတ်အချက်လက်တစ်ခုကိုလွတ်သွားမိကိုစိုးရင်တည်းလားအကြည့်ပင်မလွဲရကြပေလူတီများသည့်တတုရိုင်းတုံအကဲဖြတ်ဆရာများကလည်းဤတတုရိုင်းတုံတွင်ထူးထူးခြားခြားပစ္စည်းများမရှိကြောင်းခန့်မှန်းမိကြတော့လေသူတို့မယောနေခဲ့လင်မိတို့ဖြစ်သွားမည်နီဤသို့အံ့ဘွယ်ခိုက်အတန်မျိုးကိုလက်လွတ်ခံလိုက်ရမဖြစ်ပေသို့တော်လည်းကြောက်လွှာများကိုဖျက်ထုတ်ပြီးလိုက်သည်နှင့်သူတို့စိတ်လှုပ်ရှားမှုများကစိတ်ပြတ်မှုအဖြစ်သို့ကူးပြောင်းသွားလေတော့သည်ရခင်အကဲဖြတ်ဆရာများပြောခဲ့သည်မှာအမှန်ကန်ဖြစ်နေလေသည်ဤခန်းစိမ်းအောင်ဘူတိပုံဝဉ္ဉဏ်တတုရိုင်းတုံးသည်ကတကယ်အမိုက်တစ်ခုဖြစ်နေခဲ့သည်တတုရိုင်းတုံးဖြတ်သမားကတတုရိုင်းတုံး၏အတွင်းပိုင်းအလွာအထိဖျက်တောက်လိုက်တော့လဲဝဉ္ဉဏ်ကြောက်တုံးကိုကောဝဉ္ဉဏ်ကြောက်တုံး၏အစအနာလေးကိုပါရရှိလာမည်အရေးအယံမမြင်ရသေးပေကြံရှိနေသည်ကပို့သိုးဆွေးမြေ့နေသည့်အယောင်အဆင်းမရှိသောဘူးတိကြောင့်မဲမဲလေးတစ်ခုသာဖြစ်နေလေ၏ဒါဘလို့လို့ဖြစ်နိုင်မှာလဲဒီလိုမဖြစ်သင့်ဘူးလေဒီတတုရိုင်းတုံးထဲမှာတကယ်အခွင့်အရေးကောင်းကြီးပါရမှာလေဘာလို့ဒီမဲမဲထူးထူးဘူးတိကြောင့်ကိုပဲတွေ့ရတာလဲတထေးလျို၏မျက်နှာတွင်ကအံ့အော်ဆုံးဖြစ်မိရဲ့ဆိုသည့်အမူအရာတစ်ခုဖြစ်ပေါ်သွားကသူကရှန်တန်အားလှည့်ကြည့်လိုက်လေဆရာရှန်အတွက်တကယ်စိတ်မကောင်းပါဘူးအခုတော့ကျုပ်လည်းဘလို့ကူရမှန်းမသိတော့ဘူးဗျာတထေးလျိုကအာနာစွာဖြင့်တုံဆိုင်ပြောလိုက်တော့တယ်တစ်ဖက်တွင်လည်းလမ်းကြုံနံပါတ်1ကဤရလက်ကိုမျောလင်းထားသည်လားတုံ့ပြန်လိုက်တော့သည်သူကရှန်တန်အားတစ်ချက်ကြည့်လိုက်ပြီးတဲ့နောက်ဝေဖန်လိုက်သည်ကဲမင်းကူလို့ပြောအောင်မလဲဆိုတာကြည့်ရသေးရပေါ့ရှန်တန်းကလမ်းကြုံနံပါတ်1စကားကိုလှည့်လိရှုကပြုံးပြီးတော့ပြောလိုက်တော့သည်တတိယကလည်းရင်ကျေးလုံးနေပန်ပါကြီးဗျာခမရမှာတတုရိုင်းတုံးတွေကိုကြည့်တတ်တဲ့မျက်လုံးမျိုးရှိနေတော့ဒီဘူးသီးကြောက်လေးရဲ့အပေါ်ရန်လှည့်စားထားတဲ့သဘာဝကိုသိမြင်ပြီးလောက်ရောပေါ့ဘာဖြစ်လို့ကျွန်တော်ကိုစိတ်တည်တင်းဖြစ်အောင်ဒီလိုလာစားနောင်နေရတာလဲဗျာထို့နောက်သူကလီလျံစီသွားလိုက်ပြီးရင်ကျေးပြင်းကသာမေးလိုက်တော့သည်မိန်းလေးလန်အားရဲ့ဓာတ်ကိုခဏငားပေးလို့ရမလားလီလျံအားကခေါင်းကြီးကသူကနောက်ကျောမှာဓာတ်ကိုထုတ်ပေးလိုက်တော့သည်ရေမျက်နှာပြင်အထက်အလင်းပြန်တဲ့ကဲသို့ဓားသွားမှအေးဆက်ဆက်အလင်းနဲ့ထွက်ပေါ်လာကဘေးပရိသတ်များ၏မျက်စိအမြင်များခဏတာကျိန်းဆက်သွားစေတော့သည်မိသူဆန်နှုံးနေမဆိုဤဒီမှာဓားကောင်းတလက်တာဖြစ်လေသည်ရှန်ထန်းအတွက်ဓားကိုလွှဲဖို့အတွက်တောင်အားကုန်ထုတ်သွင်းလိုက်အောင်ဒီဓားကအလွန်လေးလံလွန်းနေသည့်အချက်မှလွှဲ၍အားလုံးကောင်းပေသည်သူကဘူးတိကြောက်ကိုဓားဖြင့်ပိုင်းချလိုက်တော့သည်ဓားကမဲမဲတူတူဘူးတိကြောက်လေးပေါ်ကြောက်ရောက်သွားသည့်အခါတတုအချင်းချင်းထိရိုက်တန်ထွက်ပေါ်လာတော့သည်ဘူးတိကြောက်လေးကတင်းငယ်တော့လဲအံ့ဩစရာကောင်းလောက်အောင်မာကြောသည်သို့တော်လည်းဆွေးမြေ့နေပြီဖြစ်သောကြောင့်ဓာချက်အောင်တွင်နှချမ်းပိုင်းခံလိုက်ရတော့သည်သို့တော်အံ့ဩစရာကောင်းသည်ကအတွင်းပိုင်းမှာအစီတစီပြုတ်ကျလာခြင်းဖြစ်သည်အစီမှာတက်တန်ရောင်လင်းနှများထွက်ပေါ်နေပြီးတောက်ပသည့်ရောင်ဝါလည်းဖြစ်ပေါ်နေသည်ထိုရောင်ဝါထဲ၌နဂါဇာမနီချီလင်းနှင့်ပီဖန်းငတ်ကဲ့သို့သောသားရဲပုံရိပ်များလှည့်ပတ်နေလေသည်ထို့နောက်တာဝသဘောတရားဟောပြောပို့ချတံကိုပင်ကြားရလာတော့သည်လူအုပ်အကြားစိတ်သက်တကြွမှုများနှင့်ဉာဏ်လင်းပွင့်မှုများကိုပင်ခံစားရလာစေသည်ထိုအစီကတာမန်မဟုတ်မှန်သိတာလာသည်အဖိုးမဖြတ်နိုင်သည့်နတ်သစ်စီတစ်စီသာဖြစ်ရမည်ရှန်တန်းကအစီကိုကောက်ယူကလီလန်အားလက်ထဲသို့ထည့်ပေးလိုက်တော့သည်သူကညင်ညင်သာသာပြုံးလိုက်ပြီးပြောလိုက်သည်ကျွန်တော်ဂရီပေးထားတဲ့အတိုင်းမင်းကလေးကိုစိတ်မပြတ်စေပါဘူးနော်လီလန်အားကထိုအပြုံးကြားနေမျောသွားကသူမလက်ထဲမှာနတ်သစ်စီကိုပင်သိချာမကြည့်မိတော့ပေအကိုရှန်သူမရဲ့ကိုရှန်စကားတွေကမှတ်နေတာကိုထိုစဉ်ဘေးပွဲကြည့်သူများကလည်းတန်တော်ဖြစ်နေရမှအတိပြန်ဝင်လာကြတော့သည်အစီတစေပါလားပြောတော့ဒီတက်တူရိုင်းလုံးရဲ့ဆွမ်းအားကကုံဆုံးနေပြီမလို့အမိုက်အပြင်ဘာမှမပါနိုင်ဘူးဆိုမင်းကန်းနေလားအမိုက်ကနေဘလို့လို့အစီအတွက်အာဟာရကိုပြီးနိုင်မှာလဲမဟုတ်မှလွယ်ရောဒီဟာကအမိုက်မဟုတ်ပဲတကယ်ဘူးသီးအစ်စ်တစ်လုံးဖြစ်နေတာလားဒါပေမဲ့အစီကတက်တန်ရောင်ထွက်နေတာဆိုတော့အတော်လေးထူးခြားတာသိချပဲဒီငါအရင်ကပြောဘူးသလိုပဲဆရာကိုကဒီလောက်ချုံမောခံကြတာဘလို့လို့လူလိမ်ဖြစ်ပါမလဲရှင်တို့ပုံမှန်လူတွေကဆရာကိုရဲ့တကယ်ရည်ရွယ်ချက်အစ်စ်ကိုဘယ်တော့မှနားလည်မှာမဟုတ်ဘူးဒီဇန်နန်းတစ်ခုလုံးကအကြည့်မကောင်းလိုက်တာရှင်တတိလျိုကလီလန်အကင်ထားသောအစ်စ်ကိုစိုက်ကြည့်ကအတွေးတစ်ခုပေါ်လာလေဒါကဝိညာဉ်တစ်ပင်အစဉ်စင်းထဲကအစဉ်36ချိတ်တဲ့ဒန္နာရီလားယရနာ9တဲ့နဘူးသီးအစီများလား
တထေးလျူကထိုဖြစ်နိုင်ခြင်းအတွေးမိသွားသည့်အခါသူ့ကဘာတစ်ခုလုံးပြိုလဲပျက်စီးသွားတော်မလို့ခံစားလိုက်ရတော့သည်အခုတော့သူတကယ်ကိုငိုချင်သွားလေပြီတထေးလျူထို့သို့ခံစားနေရသည်ကိုနားလည်ဖို့ရအရင်ဥစွာကျင့်ကြံ၏လောက၏ကိစ္စများအကြောင်းနားလည်သင့်ပေသည်ဤကဘာလောက၌ဝိညာဉ်ကြောက်တုံးနှင့်အဖိုးတန်လက်နက်များအပြင်လူများစွာကသူတို့၏ကျင့်ကြံ၏တိုးတက်လာစေဖို့ရာအမျိုးမျိုးသောရှားပါးပစ္စည်းများကိုလိုက်လံရှာဖွေကြသည်ထိုပစ္စည်းများ၏တန်ဖိုးကိုလူများသတိပြုမိစေရန်အတွက်ကျင့်ကြံသူများကပစ္စည်းများကိုသူတို့၏တဘာဝနှင့်အဖိုးတန်မှုပေါ်မူတည်၍အဆင့်လိုက်ခွဲပြထားလေ၏ဤအဆင့်စင်းရဲ၌ပစ္စည်းမျိုးစုံပါဝင်ပြီးအဓိကမျိုးကွဲအနေနဲ့ထာဝရတ္တုစင်းရင်ဝိညာဉ်သစ်ပင်စင်းရင်အစစ်အမှန်ရည်စင်စင်းရင်ထူးခြားမိတော့စင်းရင်နှင့်စမ်းကြယ်မြေစင်းရင်ဟူ၍ခွဲခြားထားလေသည်ယခင်ကပြောထားသည့်အတိုင်းဤယရဏခုနှစ်သွဲနဘူးသီးစီကဝိညာဉ်သစ်ပင်စင်းရင်၌အဆင့်36ချိတ်ပေသည်ဤဒီမှာမျိုးတုံးလူနီးပါးဖြစ်နေသည့်မျိုးစိတ်ဖြစ်သောထူးဆန်းဖွယ်ထာဝရပင်လည်းဖြစ်နေ၏ပြောကြသည်မှာယရဏခုနှစ်တဲ့နဘူးသီးစိတ်သည်တက်တန်ရောင်ထုတ်လွှတ်နိုင်ပြီးအားကောင်းသည့်စွမ်းရည်ခုနှစ်မျိုးကိုနှိုးဆွနိုင်စွမ်းရှိသည်ဟုဆိုကြသည်ထိုဘူးသီးရင်းမဲ့လာသည့်အခါထိုစွမ်းရည်ခုနှစ်မျိုးကအထွတ်ထိပ်အနေထားသို့ရောက်ရှိလာကြမည်ဖြစ်ပြီးထိုစွမ်းရည်ပိုင်ဆိုင်ထားသူကကမ္ဘာလောကကိုမိန်ပြီးနိုင်လိမ့်မည်ကျင့်ကြံသူထောင်ပေါင်းများစွာကသူ့ဟာတစ်ချိန်နဲ့ဝိုင်းတိုက်ခဲ့လေမင်းသူ့ကိုထိခိုက်စေနိုင်မည်မဟုတ်ပေတကယ်တော့ထိုသူကပင်တိုက်ခိုက်သူတိုင်းဟာပြန်၍တတ်နိုင်အောင်မည်ဖြစ်သည်ထိုအချက်အပြင်ထာဝရအပြင်များ၏တန်ဖိုးရှိဆုံးအပိုင်းမှာသူတို့ကကြာရှည်ခံကြပြီးတာမန်ကျင့်ကြံသူတို့၏တက်တန်းထံအနည်းဆုံး10ဆမကပို၍ရှိကြတတ်ပေသည်အကယ်၍ဒီလိုမျိုးထာဝရအပြင်ဘက်ကိုရှာတွေ့ခဲ့ပြီးအပင်၏ကိုယ်ပိုင်အသိစိတ်မရရှိလာခင်သူ့သခင်အဖြစ်အတိမတ်ပြုခြင်းကိုရခဲ့မည်ဆိုလို့ရှိရင်ထာဝရအပြင်ကသူတို့ဟာသစ္စာရှိရှိစောင့်ရှောက်ပေးမည်ဖြစ်သည်ဂယူတဆိုင်ပြုစုပေးခဲ့ရင်ထာဝရအပင်ကသခင်ဖြစ်သူ၏နောင်လာနောက်သားမျိုးဆက်အထိကာကွယ်ဆောက်ရှောက်ပေးပြီးဂိုင်းတစ်ခုလုံး၏အဆောင်အရှောက်အဖြစ်ပင်ကြီးထွားလာနိုင်သည်ထိုက်ပိုင်ခြံဝန်းကဲ့သို့သောဂိုင်းကြီးများအတွက်ပင်အဖို့မဖြတ်နိုင်သည့်ယတနာတစ်ခုဖြစ်လာနိုင်သည်အကယ်၍ဤအပင်ကိုသာကောင်းကောင်းဆောက်ရှောက်ပေးလျင်ဂိုင်းရှိနောင်လာနောက်သားမျိုးဆက်များစွာအထိကာကွယ်မှုပေးနိုင်ပေသည်အကယ်၍လီလန်အားသာဤယရဏခုနှစ်တဲ့နဘူးသီးစီကသူမကိုသခင်အဖြစ်အတိမဲ့ပြုမှုအားရရှိခဲ့ပြီးအပြည့်အဝအရွယ်မရောက်လာခင်အထိပြုစုပြောထောင်ပြီးခဲ့လင်ထိုထိုက်ပိုင်ခြံဝန်းရှိသူမ၏ယာရုအစဉ်တန်းမြင့်တက်လာနိုင်သည်ယာရုအစဉ်တန်းမြင့်တက်လာမှုကိုပြောမိဆိုလို့ရှိရင်သူမအနေနဲ့ထိုက်ပိုင်ခြံဝန်းကိုဦးဆောင်ပြီးအဓိကလက်ရွေးစံခေါင်းဆောင်ငယ်တူဖြစ်လာနိုင်ခြင်းပင်ရှိလေသည်ဤဘူးသီးအစီငွေကြေးတန်ဖိုးသည်ကထာဝရပင်များ၏တန်ဖိုးကိုငွေကြီးဖြင့်တိုင်းတာ၍မရနိုင်ပေအကြောင်းမှာလူတစ်ယောက်ကဝိညာဉ်ကြောက်တုံတန်းပေါင်းများစွာပုံပေးနိုင်လင်ပင်စိတ်မှန်သည့်ဂိုင်းရည်နေပင်ဒီလိုယတနာမျိုးကိုရောင်းချပေးမည်မဟုတ်ပေအကယ်၍ရရှိခဲ့လင်လည်းအင်မတန်ရှားပါးလွန်းသည့်တိုင်းချမ်းနှင့်သာလဲလှယ်ကြလိမ့်မည်ယတနာခုနှစ်တဲ့နဘူးသီးစီသည်အဖိုးမဖြတ်နိုင်သည့်ယတနာတစ်ခုဖြစ်တော်လဲရှန်တန်းကစိတ်ဝင်စားပေအကြောင်းကတော့ရှင်းရှင်းလေးပါဒီအစီကသူ့လက်ထဲရောက်လာရင်တောင်ရလက်ကကောင်းမှာမဟုတ်ဘူးလေအယိုးသားဆုံးပြောရရင်ရှန်တန်း၏ဆိုးရွားလွန်းသည့်ကန်စားတာအရာယတနာခုနှစ်တဲ့နဘူးသီးစီကိုမဆိုထားနှင့်ခရမ်းရှားဆောင်ပင်တပင်ကိုတောင်စိုက်ပျိုးလို့ရနိုင်မည်မဟုတ်ပေသူရဲ့ဆိုးရွားလာတဲ့ကန်စားတာအပြင်ရှန်တန်းကထိုအစီကစိတ်ဝင်စားရသည့်အချက်မှာထိုအစီကစိုက်ပျိုးဖို့ခက်ခဲပြီးအလွန်နှေးကွေးစွာကြီးထွားသောကြောင့်ဖြစ်သည်အနည်းဆုံးရင့်မဲ့လာဖို့နှစ်800မှနှစ်1000လောက်အထိဆောင်းဆိုင်ရပေမည်ထိုစဉ်အတွင်းထာဝရအည်ဝိညာဉ်ကြောက်တုံးနှင့်တခြားသောမော်ဝင်ပစ္စည်းများကိုသုံး၍ဇက်တိုက်အားဖြည့်ပေးဖို့လိုအပ်ပေသည်အရင်အမြင့်ပေါ်ပေါ်များများလိုအပ်သောကြောင့်တာမန်ကိုင်းများပင်မတက်နိုင်ကြပေကျင့်ကြံ၏လောက၌ထိတ်တန်းကိုင်း10ကိုင်းနဲ့ဝင်သည့်ထိုက်ပိုင်ခြံဝန်းမှလွဲ၍တခြားသောကိုင်းများအနေနှင့်ထိုသို့သောအစီမျိုးကိုတက်နိုင်မည်မဟုတ်ရှန်တန်းကတွေးမိသည်ရှန်တန်း၏နောက်ခံနှင့်ပင်အစီကိုပြုစုပြောထောင်ရမည်ဆိုလျှင်ရပိုင်းအနေငယ်အတွင်းသူ့ပစံအားလုံးကိုကုံဆုံးသွားနိုင်ပေသည်သူ့ဘာသာစိတ်အတွင်းပြန်လန်းချေပါပြီးရဲ့နောက်ရှန်တန်းကအစီလေးသူများလက်ထက်ရောက်သွားသည်ကိုမြင်ကနှလုံးနာလာမိတော့သည်ဒီဟာကအဖိုးမဖြတ်နိုင်တဲ့ယတနာလေးလေငါအဓိကရွေချက်ကကန်စားတာကိုပြောင်းလဲဖို့တောင်မဟုတ်ခဲ့ရင်ဒီလိုပစ္စည်းမျိုးကိုဘာဖြစ်လို့တခြားသူစီကိုပေးပြရမှာလဲစိတ်ချမ်းသာစရာကောင်းသည်ကယတနာခုနှစ်တဲ့နဘူးသီးစီကိုလက်လွတ်ဖို့ဆုံးဖြတ်လိုက်သည်နှင့်ဒုက္ခနာကိုကြီးပေါ်ပါသွားသလိုမျိုးခံစားလိုက်ရသည့်အချက်ပင်သူကောင်းပေါ်ရှိမဲနဲ့နေသည့်ရောင်ဝါစုံကအယောင်ရောသွားလေပြီတကယ်တော့တချို့နေရာလေးတွေကအယောင်ရောသွားဟန်ပေါ်သောကြောင့်တစ်ခုလုံးကိုခြုံငုံကြည့်လိုက်ရင်ရခင်လောက်မဆိုးတော့ပြီဒီလိုဖြစ်ရမျိုးနဲ့ဆက်လက်ကြုံတွေ့နိုင်မှာကသူမျောလင်းတောင်းတနေသည့်ကံကောင်းသူတူအဖြစ်သို့ကံကြမ္မာပြောင်းလဲနိုင်မှုရာအချိန်သိပ်ကြာမြင့်မည်မဟုတ်ကြောင်းရှန်တန်းကယုံကြည်ထားမိသည်သူသာကံကြမ္မာပြောင်းလဲနိုင်သည်၍ဘူးသီးစေးလောက်ကိုဘာလို့ရမည်နည်းသူအလိုရှိသမျှကံကောင်းမှုဖြစ်ရများရရှိလာနိုင်ပြီးအဓိကဇက်လိုက်ဖြစ်လာနိုင်သည်လေစောင့်ကြည့်လိုက်စမ်းပါငါလေးရွှေအောင်ရောင်ဝါစုံကိုရတာနဲ့ကျင့်ကြံ၏လောကကအရှားပါဆုံးအစီတွေကိုတူလောင်ပြီးတော့တူလောင်ရုံစောက်ပလိုက်အောင်ပဲ
ထို့သူတွေးလိုက်မှရှန်ထန်းကပိုး၍နေလို့ထိုင်လို့ကောင်းသွားတော့သည်ထို့နောက်သူကတထေးလျို၏အမူအရာကိုမြင်လိုက်သည့်အခါပိုး၏ကျေနပ်မိလာသည်သူကတထေးလျို၏ပခုံးကိုပုတ်ကာပြုံးဆဆဖြင့်တကယ်တော့ခမားပြောတဲ့အတိုင်းကံပါတဲ့သူကပဲဒီလိုမျိုးရှားပါလာတဲ့အခွင့်အရေးနဲ့ကြုံတွေ့နိုင်တာဗျဒီခန်းစိမ်းအောင်ဘူးဒီပုံတက်တူရိုင်းတော့ကရတနာ9သွဲနတ်ဘူးသီးစီကိုမွေးထုတ်ပြလိုက်တာပဲတကယ်ကိုဂုံပြဖို့ထိုက်တန်ပါပြီတဲ့တထေးလျိုဒီကဘာကြီးထဲမှာကျွန်တော်တို့နှစ်ယောက်ထဲကပဲဒီလေစားမှုကိုထိုးထွင်းမြင်နိုင်တာပြီးတော့ခမားကဒီအချက်ပေါ်ခွန်ကောင်းမယူဘဲနဲ့ကန်ဆက်တဲ့သူကို90ရာခိုင်နှုန်းလျှော့စည်းနဲ့တောင်ရောင်းလိုက်သေးတယ်တထေးလျိုကတကယ်ကိုစိတ်ထားမြင့်မြတ်တဲ့စီးပွားရေးသမားတစ်ယောက်ပဲဗျာကျွန်တော်ခမားကိုစိုးစိုးမသိခဲ့ရတာနောက်ထားရမိပါရင်ထဲထိမိပါတယ်ဗျာတကယ်ကိုရင်ထဲထိမိပါတယ်